မီးလောင်ပြီးနောက်နေ့ရက်တွေကရွာထဲတိတ်ဆိတ်သွားတယ်လူတွေစကားနည်းသွားတယ်ကြောက်ရွံ့မှုမျက်နှာပေါ်ထင်ရှားနေတယ်ရွာလူကြီးမတွေ့ရတော့ဘူးသူ့လူတချို့လည်းထွက်ပြေးသွားကြတယ်မောင်သားချိုအဖေနဲ့အတူအိမ်မှာတိတ်တဆိတ်နေတယ်အဖေအားနေပေမဲ့စိတ်တက်မကြဘူးအခုမှအမှန်တရားစတင်ပြီးသူပြောတယ်မဲသစင်ကတော့ညတိုင်းအလင်းနှင်းငယ်နဲ့ပေါ်လာတယ်ဒါပေမဲ့သူမပုံရိပ်ပိုပြီးအားနည်းလာသလိုဖြစ်နေတယ်တညမောင်သားချိုသူမကိုတောင်ကုန်းပေါ်တွေ့တယ်လေကအေးမြနေတယ်သူမမျက်နှာငိမ့်ချမ်းနေတယ်ငါမကြခင်သွားရမယ်မောင်သားချိုရင်ထဲတုန်လှုပ်သွားတယ်ဘာလို့သူမပြောတယ်အမှန်တရားပေါ်လာပြီးငါဝေဒနာရဲ့အလုပ်ပြီးမောင်သားချိုမျက်ရည်ဝဲလာတယ်သူမတိလိုက်ပဲသူမကိုချစ်မိနေပြီဒါပေမဲ့ဒီအချစ်ကလူဘဝနဲ့မတူနိုင်ဘူးသူလက်ကိုလှမ်းလိုက်တယ်မသွားပါနဲ့သူမပြုံးတယ်ငါသွားရမယ်ဒါပေမဲ့ငါမင်းကိုတခုပေးခဲ့မယ်လေတစ်ချက်တိုက်သွားတယ်သူမလက်ကအလင်းတစင်းမောင်သားချိုရင်ထဲဝင်သွားသလိုခံစားရတယ်ဒီအလင်းကမင်းကိုကာကွယ်ပေးမယ်ရုတ်တရက်ရွာဘက်ကနေလူတချို့ထပ်လာနေတယ်သူတို့မီးလက်နက်တွေကင်ထားတယ်မင်းတို့ကိုအဆုံးသတ်မယ်မောင်သားချိုမတ်တက်ရက်လိုက်တယ်ဒီတခါသူမကြောက်တော့ဘူးအဖေနောက်ကနေလာပြီးပြောတယ်သားငါနဲ့အတူရက်မယ်မဲသစင်အလင်းတစင်းအဖြစ်သူတို့အရှိမရက်နေတယ်သူမအတန်တိုးတိုးအခုရွာရဲ့အနာဂတ်ဆုံးဖြတ်ရမယ်လေပြင်းတစ်ချက်အလင်းနဲ့အမှောင်ထိတွေ့သလိုဖြစ်သွားတယ်ရွာသားတချို့လက်နက်ချလိုက်ကြတယ်တယောက်ကအော်တယ်လုံလောက်ပြီးမောင်သားချိုနားလေသွားတယ်ဒီတိုက်ပွဲကအဆုံးသတ်နီးပါဒါပေမဲ့မဲသစင်မျက်လုံးထဲနောက်ဆုံးလင်းတောက်လာတယ်မနှက်ဖြန်ငါမရှိတော့နိုင်ဘူးမောင်သားချိုနှလုံးခုန်မြန်လာတယ်ဒါဆိုနောက်ဆုံးညရောက်လာပြီလား